21ရာစုသည်ဤပညာခေတ်ဖြစ်၏ကိုရတိပါသာဆိုရလျင်တည်င်းနှင့်ဤပညာခေတ်အင်တာနက်ခေတ်တွင်ကလစ်တစ်ချက်ခောက်လိုက်သည်နှင့်ဘယ်နေရာဘာတွေရှိသည်ဘယ်နေရာဘာတွေဖြစ်နေသည်ကိုဘာဝါဤတွေ့ခွင့်ရသည်တောင်နှင့်မြောက်ကိုရီးယားစစ်ပွဲ Ivory Coast သမ္မတကငြိမ်းချမ်းရေးတပ်များကိုနှင်ထုတ်ဒိုင်းအုပ်များကိုအကြက်ကိုင်းသောကိစ္စဗာတီကန်ပိုဟန်မင်းကြီးရှုံချဂျူလီယန်အဆင်ဝီကီလီဖြင့်ဂိုင်းလိုက်သောစီနန်းစာများစသည့်ကဘာနှင့်ချီသည့်ဖြစ်ရများအပြင်အိမ်မှာရေပြတ်နေသည့်အကြောင်းသတင်းပါထားသည့်ကြီးတော်မက်ဆေ့များအထိအားလုံးကိုသိမြင်နေရသည်လူတိုင်းသည်သတင်းသမားလူတိုင်းသည်သတင်းစားသုံးသူဖြစ်လာသည်သတင်းဆိုသည်မှာမကြားသိရသေးသည့်ထူးခြားသည့်အဖြစ်အပျက်ဟုဖွင့်ဆိုကြသည်၁အချိန်အားဖြင့်ဆက်ဆက်မှုနှီးစပ်မှုရှိမရှိ၂ဒေတာအားဖြင့်ဆက်ဆက်မှုနှီးစပ်မှုရှိမရှိ၃လူအများစုနှင့်သက်ဆိုင်မှုရှိမရှိ၄ဖြစ်ပျက်သည့်ကိစ္စသည်ထင်ရှားမှုရှိမရှိ၅ထူးခြားမှုရှိမရှိ၆ဆွဲဆောင်မှုစိတ်ဝင်စားမှုရှိမရှိစသောအချက်များပေါ်တွင်မူတည်လျက်သတင်းဖြစ်သည်မဖြစ်သည်ကိုဆုံးဖြတ်လေ့ရှိခဲ့ကြသည်ယခုခေတ်တွင်မူတတိပုဂ္ဂလသတင်းများသည်လည်းသုံးဆွဲတဲ့သူတို့အတွက်အများကြီးတင်သောသတင်းများဖြစ်လာသည်မိမနှင့်ပြဿနာတက်ထားတဲ့ဟုကြီးတော်တွင်မစစ်တင်ထားသူအားအယောင်းဝယ်ကိစ္စသွားပြောလင်းအဆင်ပြေမည်မဟုတ်သတင်းအမျိုးအစားညီမျှပင်ကွဲပြားနေတော်လေလောကီသတင်းများသည်ကလောဘဒေါသမောဟကိလေသာတရားတို့နှင့်မကင်းပေသတင်းဆိုသည်ကိုကလောဘဒေါသမောဟတရားတို့ကြောင့်ဖြစ်ပျက်လာသည်တို့ကိုပြန်လည်တင်ပြနေကြရသည်ကိုသို့ဆိုလျင်သတင်းတိုင်းသည်လောဘဒေါသမောဟတရားတို့မှမြပြားခံရကြီးဖြစ်သလားဆိုလျင်ဘာသာရေးသတင်း website တို့ကိုပြဆို၍ရင်းချက်ထုတ်ရပါလိမ့်မည်သတင်းနည်းပညာခေတ်တွင်ဘာသာရေးသမားများသည်လည်းသတင်းနည်းပညာကိုမလွဲမရှောင်သာအသုံးပြုလာကြရသည်ဗုဒ္ဓဘာသာအသင်းဖွဲ့များသည်လည်းအခြားဘာသာတရားများလွှမ်းမိုးမှုမှရှောင်လွှဲနိုင်ရေးဗုဒ္ဓဘာသာတရားကျေပြန်ထုံးကားရေးတို့အတွက်သတင်းနည်းပညာကိုအသုံးပြုလာကြသည်ဘုန်းတော်တပ်ပုရိသအပေါင်းသူတော်ကောင်းတို့ဟုပြုဟိနေ၍မရတော့ပေပြည်တွင်းပြည်ပမှမိမိဘာသာဝင်အပေါင်းကိုစောဩကြရတော့မည်သတင်းပေးကြရတော့မည်တို့ဖြင့်ဗုဒ္ဓဘာသာအသင်းဖွဲ့များသည်လည်း website များလွှင့်တင်လာကြသည်ဗုဒ္ဓဘာသာအသင်းဖွဲ့များ၏ website များမှသတင်းများသည်ကလောကီရေးရာသတင်းများနှင့်ဆန့်ကျင်ဘက်တန်ရာအကျိုးဖြစ်စေသောဒါနတရားကိုလှုံ့ဆော်၏ကြည်လင်သောကုသိုလ်စိတ်ကိုဖြစ်စေ၏တန်ရာကိုအဆုံးသတ်စေသောဝိပဿနာတရားစီဆွဲခေါ်၏ထို့သောဗုဒ္ဓဘာသာရေး website များတွင် site သည်လည်းအပါဝင်ဖြစ် website ကိုဇွန်လအတွင်းကလွှင့်တင်ခဲ့သည်ဖြစ်ရာယခုလတွင်10လပြည့်ပြီ10လတာကာလအတွင်းကလစ်သူပေါင်း10သိန်းခန့်ရှိခဲ့ပြီးဝင်ရောက်ကြည့်ရှုသူပေါင်း8000ကျော်ခဲ့ပြီဖြစ်ရာတစ်လလျင်ပြန်မြကြည့်ရှုသူ1000ကျော်ရှိနေသည်တစ်လလျင်ပြန်မြဝင်ရောက်ကြည့်ရှုသူ1000ကျော်ဆိုသည်မှာဘာသာရေး website များအနက်အောင်မြင်မှုရသည့် website တစ်ခုဟုဆိုရမည်ပါပင်မိမိသည်ဆရာတော်ကြီးတပည့်တကားတဦးပြီးပြီး website တွင်တင်ချိန်မှစ၍နေ့စဉ်ဤပါဝင်ကြည့်ဖြစ်ခဲ့သည်အထူးသတိပြုမိသည်မှာတပ်ပုတ်အမာယုံမစင်ကြယ်သေးခြင်းဖြစ်၏ဝက်ဆိုက်၏အားသာချက်များမှာဝက်ဒီဇိုင်းအထားသို့ကောင်းမွန်ခြင်းဘာသာရေးသတင်းများကိုအဆက်မပြတ်တင်နိုင်ခြင်းဘာသာရေးအပြင်မြန်မာရခိုင်တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့တို့ကိုသာမကဂီရီဒန်ခန်ဒေသများပြန်လည်တည်ဆောက်နိုင်ရေးအတွက်အလူရှင်တို့အားတရားတရားပွားများလာအောင်ဖော်ပြပေးနိုင်ခြင်းတို့ဖြစ်သည်အမျိုးဘာသာသာသနာအတွက်သာသနာပြုကျင့်နေသောဆရာတော်၏သာသနာပြုမှုတစ်ခုဖြစ်သည့် website သည်ကဘာလွှမ်းပတ်တမိုင်းတွင်ကြံရစ်နေပါလိမ့်မည်။ညီအေးသူရေးသားထားတဲ့ဆောင်းပါ